Vivo ကနေကျွန်တော်တို့ငွေထုတ်ဖို့ဆိုရင်ကျွန်တော်က2000ပြည့်ပဲဆိုတော့$25ကိုကျွန်တော်နှိုက်မယ်နှိုက်ပြီးတော့ကျွန်တော်ကတော့ဒီ25ဒါအိုနဲ့ခေကိုအကြီးရေးမယ်အကြီးရေးပြီးတော့အမှနှိုက်မယ်ကျွန်တော်ဘေးဖက်ကိုရွေးမယ်ရွေးပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒါ Gmail ရတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ဘေးဖက်အကောင့်ရှိစရာမလိုဘူးเนาะဒါကကျွန်တော်ထောက်ကြတာ Gmail နဲ့ပဲကျွန်တော်ထောက်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီတစ်ခုပြောပြချင်တာကတော့ကျွန်တော်တို့ဒါရတဲ့ချိန်ဒီကျွန်တော်တို့ဖွင့်တဲ့အကောင့်နဲ့ Vivo ဆိုတဲ့အကောင့်နဲ့ Gmail နဲ့ကိုတစ်ထပ်တည်းဖြစ်ဖို့လိုပါတယ်အဲ့ဒါပြီးတော့အောက်မှာအပေါ်နာမည်အောက်နာမည်ကိုကျွန်တော်တို့ဒါရေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကောင့်ဖွင့်ရတဲ့အရှိရနာမည်တွေပေါ့ရေးရမှာဖြစ်ပါတယ်အပေါ်နာမည်နဲ့အောက်နာမည်ကိုကျွန်တော်တို့မှန်ကန်ကန်ရေးပြီးတော့ confirm ဖြစ်အောင်ကျွန်တော်နှိုက်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရေးတဲ့မှာ order ကိုကျွန်တော်နှိုက်မယ်အဝါရောင်လေး order ဆိုတော့ချက်နှိုက်မယ်နှိုက်ပြီးတော့ခဏစောင့်မယ်စောင့်ပြီးဆိုလို့ရှိရင်အမအဝါရောင်လေးတစ်ချက်ပေါ်မယ်တစ်ချက်နှိုက်မယ်နှိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒါ email box တွေကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ဒါ email တွေကိုရောက်ပြီဆိုရင်သူကတနိုင်တွဲမှာ confirm လုပ်ရတယ်အဲ့မှာကျွန်တော်နှိုက်တဲ့အတိုင်းကိုတစ်စစ်စီလုပ်ပြီးတော့ပါဒါဆိုလို့ရှိရင်ငွေထုတ်မဲ့ဉာဏ်လေးရလက်လွယ်ကူကူနဲ့အောင်မြင်ပြီးသွားပါပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ